အမေတဲ့ဝေါ်ဟာရလေးနှလုံးထဲပေမဲ့အတန်လေးကြားရယုံမျက်နှာလေးမြင်ရယုံနဲ့ဘဝဟာလုံခြုံနှွေးထွေးရပါတယ်အမေရဲ့လက်အစုံဟာနှုညံ့လာပေမဲ့မာကျောထက်ရှာလာတဲ့အရာတွေကိုကင်ထွယ်ဖြည့်ရှင်းခဲ့တယ်အမေရဲ့ပခုံးတစ်ဖက်ဟာပျော့ပြောင်းလာပေမဲ့လေးပင်လာတဲ့ဘဝတာဝန်တွေကိုထမ်းပိုးခဲ့တယ်အမေရဲ့ခြေဘွားအစုံဟာလက်ပါတဲ့စိန်စီဖက်နှက်တွေရောင်စုံခြေသေးနေတွေအစားကြမ်းတမ်းလာတဲ့လမ်းများစွာကိုရှောင်ရင်ကဘာမြေကြီးပေါ်မှားမှားရပ်တည်ခဲ့တယ်။နေ့စဉ်ရုန်းကန်လှူရှားနေရတဲ့ဘဝခီးထဲမှာအမေစွန့်လွတ်ခဲ့တဲ့စိတ်ကူးအိမ်မက်တွေဘလောက်တောင်များရှိခဲ့မလဲ။နှစ်လကြာရှည်ရာသီတွေဘလို့ရွရွသားတို့သမီးတို့မျက်စိထဲမှာအမေဟာလှဆဲနှုတ်ပြဆဲပါပဲ။ကျွန်တော်တို့ရဲ့အမေတွေဟာဇေယျကိုမလွန်ဆန်နိုင်ပေမဲ့ကျမ်းမာတဲ့ခန္ဓာကိုယ်ကိုတော့ရရှိပိုင်ဆိုင်သင့်ပါတယ်။ Vitasure ကတဘာဝအာဟာရဓာတ်ကျွဲပါတယ်။ကျမ်းမာသောကြွက်သားများကိုတိဆောက်ပေးပါတယ်။အယိုးနဲ့သွားများကိုကျန်းမာကြံ့ခိုင်စေပါတယ်။ကိုယ်ခံစွမ်းအားကိုမြင့်တင်ပေးပါတယ်။ဒါကြောင့်ပီတိမေမေနဲ့ကျွန်တော်ရဲ့မေမေကိုအမေများနေ့မှာတဘာဝအာဟာရဓာတ်တွေများစွာပါဝင်တဲ့ Vitasure စိတ်နိုနဲ့ Nitol ဂျယ်လေးနဲ့ကြော့ခဲ့ကြပါတယ်။နှုတ်ပုံမှန်တောက်ခြင်းကကျန်းမာရေးကိုအများကြီးအထောက်အကူပြုလို့အရည်သွေးကောင်းပြီးတဘာဝအာဟာရဓာတ်ကျွဲဝတဲ့နှုတ်ကိုရွေးချယ်တောက်သုံးသင့်ပါတယ်။အဲ့ဒီအတွက် Vitasure အာဟာရပြည့်စိတ်နှုတ်အပြင်နာကျင်ကြိုက်ခဲမှုတွေကင်းဝေးစေတဲ့ Nitol Cooling Jelly နဲ့ကြော့ခဲ့ကြပါတယ်။အမေဆွတ်လွတ်ခဲ့တဲ့အိမ်မက်တွေအတွက်အမေမေ့ထားခဲ့တဲ့နာကျင်မှုတွေအတွက်အမေများအားလုံးကျန်းမာလှပတဲ့နေ့ရက်တွေရရှိပိုင်ဆိုင်ကြပါစေ။ကိုချစ်ရတဲ့သူတွေပူကျန်းမာဖို့ပူဂရုစိုက်လိုက်ပါ။